အရင်တုန်းကစီးပွားရေးဆိုတာတဘာဝကိုဖျက်ဆီးပြီးယူတာပါဒါပေမဲ့ blue economy ဆိုတာကတော့ပင်လယ်ကိုမပြတ်စည်းအောင်ကာကွယ်ရင်းအကျိုးအမြတ်ရှာတဲ့နည်းလမ်းသစ်ပါဒါပေမဲ့လက်ရှိမှာ plastic အမှိုက်တွေနဲ့ရာသီဥတုဖောက်ပြန်မှုတွေကြောင့်ကျွန်တော်တို့ရဲ့ပင်လယ်ပြင်ကြီးဟာမွန်းကျက်နေပါပြီခင်ဗျာလောဘတကြီးငါးဖမ်းတာတွေကြောင့်ပင်လယ်တယံဇာတတွေလျော့နေလာပြီးကမ်းရိုးတန်းတွေပြည်သူတွေရဲ့စားဝတ်နေရေးကိုပါထိခိုက်လာစေပါတယ်ပင်လယ်ဂေဇစနစ်ပြက်စီးတာဟာငါးမရှိတော့ယုံတက်တက်မဟုတ်ပါဘူးကမ်းရိုးတန်းစီးပွားရေးနဲ့လူသားတွေရဲ့အနာဂတ်ကိုပါချိန်ချောက်လာတာပါခင်ဗျာဒါကိုဖြည့်ရှင်းဖို့ blue economy ကအဖြေထုတ်ပေးပါတယ်ရေရှည်တည်တံ့တဲ့ငါးဖမ်းနည်းတွေသုံးရင်ငါးမျိုးစိတ်တွေပြန်ပွားများလာပြီးစီးပွားရေးလည်းကောင်းလာမှာပါနောက်တစ်ခုကခရီးသွားလုပ်ငန်းပါတဘာဝအလှတရားကိုမဖြတ်စည်းပဲပြသခြင်းအပြင်ဒေသခံတွေအတွက်အလုပ်အကင်နဲ့ဝင်ငွေအများကြီးရစေနိုင်ပါတယ်ပင်လယ်လိုင်းနဲ့ရေစီးကြောင်းတွေကနေရတဲ့တန်ရှင်းစွန့်အင်တွေကကဘာကြီးပူနွေးလာမှုကိုလျှော့ချပေးမဲ့လက်နက်ကောင်းတွေပါပဲဥပမာဖာမော်လ်ဒိုင်းနိုင်ငံကိုကြည့်ပါပင်လယ်ကိုထိမ့်သိမ်းလိုက်တဲ့အတွက်ကဘာလက်ခရီးသွားတွေစီကနေနိုင်ငံရဲ့ဝင်ငွေအဓိကကိုရှာဖွေပေးနိုင်ခဲ့ပါပြီစီးပွားရေးနဲ့တဘာဝပတ်ဝန်းကျင်ဆိုတာရန်သူတွေမဟုတ်ပါဘူးပင်လယ်ကိုကာကွယ်တာဟာကျွန်တော်တို့ရဲ့ကိုယ်ပိုင်အနာဂတ်ကိုယဉ်နှီးမြှုပ်နှံလိုက်တာပါပဲပင်လယ်ပြင်ကြီးကျန်းမာမှလူသားတွေချမ်းသာမှာပါ blue economy အပေါ်သင်ဘယ်လိုမြင်လဲ comment ထဲမှာဆွေးနွေးပေးသွားကြပါဦး